သားမလုပ်ပါနဲ့ထောင်ထဲမှာလေးဖက်နဲ့ ကဲလို့ပါ ဘလို့ဘာလို့ မဟုတ်လေမင်းတို့အဲ့ဟိုဖက်ကမှာအဲ့ကိုစိန်နာကနေပြီးတော့ပြတ်သက်ကခိုင်းတာဘယ်လိုကပြော အော်အေးတော့လို့အေးတော့ အနေကြည့်ရလေတားပါနေကိုစင်နေကအဖေငါသားတောင်းမြင်ပြီးတော့ဖေကထောင်းထွက်လာတောင်းမြင်ပြီးတော့ဟာငါသားလေးကအသက်ရှင်ရရှိမယ်ဆိုရင်ဒီရွယ်ရောက်နေရောဘောတဲ့တားလေဒီလူကြီးကိုမရတာငါရင်ထဲမှာတပြိုကြီးခံစားရတာဘလို့ဖြစ်တာပါလေတဲ့မင်းတွေ့ရစကားပြောတာမနဲ့တားပါနေရောမျက်ရည်လေးဝိုင်းပြီးတော့သူက 哦，对呀，ပြောတဲ့စကားအတိတ်ပဲသွားကျင်တာမျက်ရည်လေးတွေဝေးပြီးတော့တွေ့ရစကားပြောမှာအဲ့ဒါကိုငါတို့ကအေးတော့ပေါ့ကွာဟိုင်းများပြီးတော့အောက်ကပေးတဲ့ကမငူပဲနဲ့ဟောတော့တားပါနေရောကချောင်းတားပါရင်မသိဘဲနဲ့တက်ကုန်တော့မနေနဲ့ဒါပေမဲ့ပြက်တဲ့ကတော့ပြီးသွားတယ်ဘယ်လိုပြီးသွားမှလည်းမသိဘူးကွာ